င်္ဂလာပါရှင် easy pan မေပါဒီနေ့မှာတော့မေကမေအိမ်ကိုမိမောင်လေးနဲ့ညီမလေးနဲ့အလဲလာတာမို့လို့မာလာရှန်ကောလေးချက်ကျွေးဖြစ်ပါတယ်မာလာရှန်ကောချက်ဖို့အတွက်မေကအသီးရွက်တွေနဲ့ဝတ်သားလေးတွေအသားလုံးလေးကိုပြင်ဆင်ထားပါတယ်ပထမဆုံးမေကမာလာရှန်ကောကိုဝတ်သားကိုပြုတ်ပြီးတော့ချက်တာမဟုတ်ဘဲနဲ့မိရဝတ်သားကိုချက်ပြီးတော့ချက်မှာပါပထမဆုံးအိုးရဲကိုစီထည့်ပြီးတော့ဝတ်သားပပလိထားလေးကိုမိထည့်လိုက်ပါတယ်မိရဝတ်သားကိုဘာရတာမှမလဲထားပါဘူးဝတ်သားပပလိထားလေးကိုမိရထည့်ထားပြီးသွားပြီဆိုလို့ရှိရင်တော့မိရဝတ်သားလေးရဲ့အပေါ်ရန်ကျက်သွားရင်မာလာအနှစ်တွေထည့်ပါတယ်ဘာဖြစ်လို့ဒီလိုမျိုးချက်ရလဲဆိုတော့လေဝတ်သားကိုပြုတ်ပြီးတော့မာလာရှန်ကောကိုလှုပ်တာထက်စားလို့ရှင်ဒီလိုချက်လိုက်တာဝတ်သားတွေကိုမာလာရဲ့အရသာကြီးပိုဝင်ပြီးပိုပြီးစားလို့ကောင်းပါတယ်ဝတ်သားကိုဟင်းချက်တလို့မျိုးလေးတေချာလေးမာလာအနှစ်နဲ့မေတို့တေချာလေးစီတက်ပြီးတော့ချက်မယ်ပေါ့နော်ပထမဝတ်သားရဲ့လုံးရည်လေးခန်းသွားပြီဆိုလို့ရှိရင်မိကရေနွေးလေးနည်းနည်းထပ်ထည့်လိုက်ပါတယ်အသားလေးပိုပြီးဤသွားအောင်လို့ပါရေနွေးလေးတည့်ပြီးတော့ခဏလောက်နေရင်စီပြန်လာတဲ့ခါဆိုလို့ရှိရင်တော့ဝတ်သားကလည်းပပလေးလှီထားဆိုတော့တရေလောက်နဲ့ကျက်သွားပါပြီဒုတိယအနေနဲ့မိကရေနွေးအိုးတည့်ပြီးတော့အသီးရွက်လေးကိုပြုတ်ပါတယ်မိကဒီမှာပြောင်းမှုလေးလည်းထည့်ထားတယ်ပြီးတော့အရွက်အနေနဲ့ထိုင်ဝမ်မုံညွန့်သုံးထားပါတယ်ဒါလေးအကုန်လုံးလေးအရန်လဲနူးမသွားအောင်လို့တေချာလေးအနေတော်လေးခဏလောက်ပြုတ်ပြရမယ်ပေါ့နော်ဒါမျိုးမိပိုးလေးတွေကိုလည်းပြုတ်လိုက်ပါတယ်ပြုတ်ပြီးတော့လေပြန်ဆဲထားတဲ့အရာတွေအကုန်လုံးပေါ့နော်အရွက်တွေအကုန်လုံးရေးသေးချာဆက်ထားဖို့လိုပါတယ်ဒါမှချက်တဲ့အခါမှာရေးအများကြီးဖြစ်မနေမှာပေါ့နော်နောက်ဆုံးမှာတော့မေကခောက်ဆွဲပြုတ်ပါတယ်ဒီမှာတော့မေကမမခောက်ဆွဲထုတ်ကို3ထုတ်လောက်သုံးထားပါတယ်ဒီအထုပ်ကအထုပ်ကြီးမဟုတ်လို့3ထုတ်ဆိုရင်တော်တော်များတယ်ပေါ့နော်ပြီးတော့ခောက်ဆွဲလေးကအရင်ပျော့သွားရင်လည်းစားမကောင်းတာမဟုတ်လို့ခောက်ဆွဲလေးကနည်းနည်းလေးပျော့ပြီးဆိုတာနဲ့မေကချလိုက်ပါတယ်မိကူချက်တဲ့ပမာဏကလေး9ယောက်လောက်စားလို့ရတာမို့လို့မိက2အိုးခွဲချက်မှာပါပထမဆုံးခုနကဝတ်သားချက်ထားလေးထည့်မယ်အသားတွေအသီးရွက်တွေအကုန်လုံးမိထည့်လိုက်ပါမယ်ပြီးရင်အသားမုံလေး2ဆွန်းလောက်မာလာရှန်ကောအနှစ်ကလေး2ဆွန်းလောက်နဲ့ပဲငပြားရဲ့အကြည်လေးထည့်ပြီးတော့ဒီအသီးရွက်နဲ့အသားလေးရောသွားအောင်လို့ခဏလောက်မိဖွင့်ပြီးတော့မှုေးပေးပါမယ်ဒါလေးနှံ့သွားပြီဆိုလို့ရှိရင်မိဟာပြုတ်ထားတဲ့ခောက်ဆွဲလေးကိုလည်းတေချာလေးထည့်လိုက်ပါမယ်ခောက်ဆွဲမှာလည်းမာလာအနှစ်အရသာလေးပူပါအောင်လို့မာလာအနှစ်ကိုနောက်ထပ်2ဆွန်းလောက်ထပ်ထည့်လိုက်ပါတယ်ပြီးသွားရင်6ကြီးဖြစ်မနေအောင်လို့ရေနွေးလေးနည်းနည်းထည့်လိုက်တယ်ပေါ့နော်ရေနွေးလေးနည်းနည်းထည့်ပြီးတော့အသားလေးညက်ကလေးနဲ့ပဲမှုလိုက်ပါတယ်ဒါဆိုရင်တော့မေတို့ရဲ့မာလာရှန်ကောလေးရသွားပါပြီမာလာရှန်ကောချက်စားလို့ရှိရင်လေမီးချက်တလို့မျိုးဝတ်သားကိုမာလာနဲ့အရင်ချက်ကြည့်ပြီးတော့မှပြန်ချက်တာမျိုးလုပ်ကြည့်ပါအရင်စားလို့ကောင်းပါတယ်အသားကပြုတ်ထားသလိုအရသာမရှိရမျိုးမဖြစ်ဘူးပေါ့နော်ဒါဆိုရင်တော့မီးနဲ့တူတူမာလာရှန်ကောလေးလိုက်ချက်ကြည့်ပါအောင်နော်အဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်